ရှေးရခင်ပြူခေတ်ကာလကတရေခေတရာနှင့်ခေပြိုင်ထွန်းကားခဲ့သောဗိတ္တနိုးဟုခေါ်သည့်မြို့နိုင်ငံလေးတစ်ခုရှိခဲ့ပါသည်ထိုတိုင်းပြည်ကိုအုပ်ချုပ်သူမှာစီရေးစီယာကျွမ်းကျင်သည့်တီလသမာဓိနှင့်ပြည့်စုံသောဘုရင်မပန်းထွားဖြစ်သည်ပန်းထွားဘုရင်မသည်ဒနာယီလာတကောင်းဘုရင်မဟာတတော်ရာဇာ၏သားတော်ဆူလတန်ဖာဝါနှင့်လင်္ကာဒီပမှဘီလူမစန္ဒာမုခိတို့၏တဦးတည်းသောသမီးတော်ဖြစ်သည်ဗိတ္တနိုးပြည်သည်ပန်းထွားဘုရင်မအတွေ့ဗိတ္တနိုးနတ်မင်းကြီးကိုယ်တိုင်ဖန်ဆင်းပေးထားသောတိုင်းပြည်ဖြစ်သည်ဟုယုံကြည်ကြသည်အကြောင်းမှာသူမသည်အတိတ်ဘဝကဗိတ္တနိုးနတ်မင်းကြီး၏နှမတော်ဖြစ်ခဲ့မှုသောကြောင့်ဖြစ်သည်အခြားသောအင်အားကြီးတိုင်းပြည်များကဗိတ္တနိုးပြည်ကိုသိမ်းပိုင်ရန်ကြိမ်ဖန်များစွာကြိုးပမ်းခဲ့ကြတော့လဲမအောင်မြင်ခဲ့ကြပေအဘယ်ကြောင့်ဆိုသောပန်းထွားဘုရင်မထံတွင်တကြားမြင်းဆက်ထထားသောအတူလစီတော်ရှိနေသောကြောင့်ဖြစ်သည်ရန်သူများလာရောက်တိုက်ခိုက်သည့်အခါဘုရင်မကထိုစီတော်ကြီးကိုတီးခတ်လိုက်လျင်ရန်ပယ်ချောင်းရေများလှန်တက်လာပြီးမြို့ပတ်ဝန်းကျင်ကိုလွှမ်းမိုးသွားကရန်သူစစ်တပ်များမြို့နားသို့မကပ်နိုင်အောင်တားဆီးပေးရှိသည်